ထိတ်စီးပြောင်းတဲ့မွေးနေ့ကို UK မှာတငယ်ချင်းတွေနဲ့တူကျင်းပခဲ့ပါတယ်ဒီနှစ်မွေးနေ့အတွက် plan ထားတာကတငယ်ချင်းရဲ့အိမ်မှာမုံစုစားမယ်ပြီးပြီဆိုရင်ညဘက်ကျမှ celebrate လုပ်မယ်ဆိုပြီး plan ထားတယ်ဒါကြောင့်မွေးနေ့မတိုင်ခင်တရက်လုံးမှာ grocery shopping လုပ်ပြီးတော့လိုအပ်တာတွေပြင်ဆင်ခဲ့ပါတယ်ပြောရမယ်ဆိုရင်တငယ်ချင်းတွေအကုန်လုံးအရန် supportive ဖြစ်ကြတယ်အခုလုံးမုံလောက်တာတွေကအစားနောက်ဆုံး celebrating လုပ်တဲ့အထိကိုအကုန်လုံးဝိုင်းပြီးကူညီကြတယ်အဲ့ဒီတော့ဆိုရင်ဖျားနေတဲ့တငယ်ချင်းတွေရောလှုပ်သွားမယ့်တငယ်ချင်းတွေရောရှိတယ်ဒါပေမဲ့လည်းအကုန်တကူတကရောက်လာပြီးတော့မွေးနေ့အတွက်ဂုဏ်ပြုပေးကြတယ်ဒီနေ့ဘာတွေလောက်စားဖြစ်လဲဆိုတော့အရင်ဆုံး ready made pizza ကိုမုံဖုတ်လိုက်တယ်ပြီးတာနဲ့မာလာထန်ပြုတ်တယ်ပြီးပြီဆိုရင်အကင်လုံးတွေကိုကြောကြတယ်အရင်ကြီးမြင်မြတ်ဆဆလောက်တာမဟုတ်ပဲဒါပေမဲ့တငယ်ချင်းတွေအကုန်လုံးတော့စားလို့လောက်ပါတယ်အလုပ်သွားမဲ့တငယ်ချင်းပြင်ဆင်နေပါပြီကိတ်ကိုတော့အရန်ဘတ်ဂျက်မသုံးချင်တာကြောင့်အနီးနားမှာရှိတဲ့ Tesco ကပဲသွားဝယ်လိုက်တယ် ready made cake လိုမျိုးဖြစ်နေပေမဲ့အရသာတော့အရန်အဆိုးကြီးမဟုတ်ပါဘူးဒါကတော့ကိတ်မခွဲခင်မှာ TikTok ရဲ့လိုက်တက်ပုံရဲ့လိုက်လုပ်နေရစင်မိပါဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye